မင်းကတိတ်ချူကြတာလေဂယုဆိုင်မှာပေါ့မင်းကတိတ်ချူကြတော့စိတ်ပူတာပေါ့ဘာပဲဖြစ်ဖြစ်နေကောင်းအောင်ပဲနေပါကွာတခုခုဆိုမင်းကမျိုးသိပ်ထားတတ်တယ်ပြီးတော့ပေတီပြီးနေတတ်တယ်ဘာမှမဖြစ်ပါဘူးဆိုတဲ့စကားကိုအကြိမ်ကြိမ်ပြောပြီးဖြစ်ပျက်သမျှကိုအေးဆေးပါဆိုတဲ့ပုံစံမျိုးနဲ့ဖြတ်သန်းနေပြီမဲ့တကယ်တမ်းကျတော့အဆင်ပြေတာမှမဟုတ်ခဲလေမင်းကအပူကြောက်တယ်ပြီးတော့အေးတာကြိုက်တယ်လို့ပြောတဲ့လောက်လဲအရန်အေးရင်ပြန်နှွေးဖို့ခက်တာလက်ပြားလေးတွေခြေချောင်းလေးတွေဆိုတနေ့လုံးအေးနေတတ်တာလေအဲ့တော့နေဘူးကြီးတဲ့လဲမသွားနဲ့အေးတဲ့အခါလဲပေတီပြီးမနေနဲ့ပေါ့နောက်တစ်ခုရှိသေးတယ်မိုးရီရွာရင်ပိုလို့တောင်စိတ်ပူသေးတယ်မိုးရီစောရတာသဘောကျသလောက်ရေစင်အောင်မတုတ်တတ်ဘူးခေါင်းများနေလဲဆိုရင်ဟတ်ချူဆိုတဲ့ဇလန်းကစပြီချောင်းတွေဆိုရင်တော်ယုံတန်ယုံနဲ့မပြောက်ဘူးဆိုတာမှန်သိရနဲ့တခါတလေကြမင်းကအရန်ကလေးဆန်တာလက်ဖက်တွေစားမရတဲ့ရက်ဆိုခေါင်းကအရန်လျှော်ကျင်သေးတာလေအဲ့လိုတွေမလုပ်ပါနဲ့ခေါင်းလျှော်တဲ့ရက်တွေဆိုခေါင်းချောက်အောင်တုပ်ဖို့အတန်တန်မှားရတယ်တခါတလေခေါင်းမချောက်ပဲအိတ်ကပျော်သွားတတ်သေးတာပြီးရင်ဖြားရင်ကလေးလေးတယောက်လိုပဲမင်းကကြည်ကြတတ်သေးတာမဟုတ်လားပြီးရင်ဘယ်သူမှငါ့ကိုဂရုမစိုက်ဘူးဆိုတဲ့စကားတွေတဖွာဖွာရွတ်တတ်သေးတာမဖြစ်စေချင်ဘူးကလေးရဲ့တကူကူကိုဖြစ်ရင်ကိုပဲခံရတာလေအစားဝင်ခံချင်ပါတယ်ဆိုတဲ့စိတ်ကူးတွေပဲရှိခဲ့တာတကယ်လက်တွေ့တွေမှာကြာအဲ့လိုမှမရပဲဟာအစားတော့မမှန်ရင်ဘိုင်းနာတမ်းမှန်တည်ရင်လည်းဒီဟင်းမကြိုက်တာနဲ့မစားတော့ဘူးအဆက်တွေအများကြီးစားရင်ဘိုင်းအောင်တမ်းမှန်တည်ရင်လည်းဒါပဲရှိတာကိုနဲ့ရောချတတ်သေးတာမင်းကလေစားရမှာသဘောကျသလောက်လုံးရမှာတော့နည်းနည်းပြင်းနေဆိုပါတော့ယောဂတခုကိုအစမပြုတ်စေခြင်းရုံပါတခါတလေကိုယ်အလုံးများနေရင်တခုမဟုတ်တခုတော့ဖြစ်လိုက်ရမှာမဟုတ်လားပြီးရင်ကိုမဂယုမဆိုင်တာဆိုတဲ့စကားနဲ့ရန်ရှာအောင်မယ်မင်းကချူကြတယ်လေတခုခုဆိုဖြစ်လွယ်တယ်ပြီးတော့ပျောက်ဖို့ခဲရင်နဲ့မင်းအနားမှာမင်းကိုဂယုဆိုင်တဲ့လူတွေအများကြီးလဲရှိနေတာလည်းမဟုတ်ပင်နဲ့ဖြစ်လာရင်မျိုးသိပ်ထားမယ်ပီတီပြီးနေလိုက်မယ်ဆိုပြီးအမြဲတမ်းခေါင်းမနေပါနဲ့တော့တခုခုဆိုမင်းကချူကြတယ်လေအဲ့တော့စိတ်ပူရတာပေါ့မဖြစ်အောင်နေပါကလေးရဲ့ဖြစ်လာတဲ့အခါလဲဆေးတွေတောက်ဖို့မကြောက်နဲ့တောက်ပြီးပြီနဲ့ဆေးတွေဖွက်ထားတာမျိုးလဲမလုံးနဲ့ခေါင်းမမာနဲ့ဘာမှမဖြစ်ပါဘူးဆိုတဲ့စကားတွေခဏခဏမသုံးနဲ့တော့နေကောင်းကျမ်းမအောင်ပဲနေပါနေကောင်းကျမ်းမအောင်ပဲနေပါနော်ကလေးအစသာရရအဆင်ပြေပါစေလို့အဝေးကနေဆုတောင်းမေတ္တာတွေပို့တာပေးပါတယ်နော်